ငွေလာရောင်ဝင်းပါကကြည်လင်ချိုပြုံးရွှင်ခင်မျက်နှာရဲ့အသွမ်းအသေးဘဝင်နှလုံးခိုက်အောင်ပင်ပြုံးလိုက်ရင်ရွှေဝါလာမင်းအစင်တဲ့သားမဲ့ထန်သူတောင်းကောင်းငယ်လေးသလားခင်မမုန်းတမ်းကွယ်ပြုံးစမ်းစေခြင်းဖြစ်နေမိတဲ့သူတယောက်မှာပင်မပြည့်ပြည့်ရည်သူခြင်းသက်လက်ချစ်ဦးခင်မင်းတွေ့တာကပင်ဆုံးတစ်သက်တွင်မမုန်းရဲ့အပြုံးဆက်ဆံနေ